ဘိုးတို့ရဲ့ခွေကောင်းခါကောင်းအခွေဒုက္ခကိုဖြစ်ပါတယ်။ဘာကြောင့်လဲဆိုရင်ဘိုးတို့ဒီမှာနေရတဲ့ဒီကမှာမောင်းသူတော်ကောင်းများကမအားတဲ့ကြားကနေပြီးတော့ဒီလိုမျိုးဒီကျောင်းလေးဒီကန်းလေးဒီလိုချိန်ခါလေးတွေဒီဝါကစုံလာပြည့်ခါသမ ्या လေးမှာရောက်ဖို့ဆိုတာကဒါအားတဲ့ချိန်နဲ့ဖြစ်ရမယ်။နောက်ပြီးတော့လည်းတရားတရားလည်းစီးရမယ်။နောက်တော့ကျောင်းလာဖို့လည်းဆန္ဒလည်းစီးရမယ်ဒီစိပါတိလခံယူဆောက်တည်ဖို့လည်းပဲဟိုဒါအာဒီတာပြည့်ပြရမှာပေါ့ဒါကြောင့်စိပါတိလဆိုတာကတချို့ကလည်းဆောက်တည်ဖို့ဟာစန္ဒနေကြတယ်။ဘာကြောင့်လဲဆိုရင်ဖြစ်ရမယ်ဆိုရင်အဲ့လိုမျိုးသုံးဆောင်အာဟာရသုံးဆောင်မှုတွေကတရက်တာထိချိုးရတဲ့အခါကျတော့တို့ကမှာပေါင်းသူတော်ကောင်းများအားလုံးဟာလည်းပဲဒီနေ့ပေါ့နော်ဒီလိုမျိုးဥပုသ္တိလကုသိုလ်လေးတွေအထူးရရှိခြင်းအကျိုးငါနောက်ပြီးတော့ဥပုသ္တိလလည်းဟိုဒါဝဆောင်းတိခွေရတယ်တရားဓမ္မလည်းပဲဟောဒါစုပါခိအာထုခွေရတယ်ဆိုတာကဒါသာသနာနဲ့ကျုံတယ်ကျုံပြန်တော့လည်းသိပြန်ခဲ့တယ်သိပြန်တော့လည်းကြည့်ပြန်ရောက်ခဲ့တယ်ဒါကြောင့်သာသနာကိုဟိုလိုမျိုးအဆုံးမဩဝါဒတွေဟိုဒါဘုရားရဲ့သာသနာတွေကိုကျုံလို့ကြုံခိုက်လေးမှာဒီလိုမျိုးခွေဒုခါဒုလေးတွေနဲ့ဒီလိုဒီလက်ကုသိုလ်လေးစောင့်တည်ခွေရတယ်နောက်တော့ဘဝနာကုသိုလ်လေးပွားများခွေရတယ်ဆိုတာကတို့တကမှာပေါင်းလို့ကောင်းနေတာသိကုသိုလ်ထူတာပဲအဲကုသိုလ်ထူတဲ့နေ့ကောင်းနေ့မြတ်ဒီအချိန်ဒီခါကာလမှာတို့တကမှာပေါင်းလို့ကောင်းနေအာယုတော်အစစ်မသွားပဲနဲ့ဒီနေ့ဘုံဘုံတို့တရားထိုင်မကောင်းကြဘူးလားဟုတ်တယ်ဗျာကောင်းတယ်နော်ကောင်းတဲ့ခါကျတော့ဘုံဘုံတို့မိနစ်34ပေါ့ကွယ်မိနစ်30အနေပါမလားတနာရီထိုင်မလားမိနစ်30ထိုင်မလား45မိနစ်ထိုင်မလား